မင်္ဂလာပါ Kemni College ရဲ့ Knowledge Sharing စီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကွန်ပျူတာတစ်လုံးအကြမ်းများအဖြစ်ဘယ်အချက်တွေကိုကြည့်ပြီးရွေးချယ်ရမလဲဆိုတော့ပြပြပေးသွားမှာဖြစ်ပါတယ်ကွန်ပျူတာတစ်လုံးအကြမ်းများအဖြစ် CPU RAM နဲ့ storage တို့ကိုကြည့်ပြီးရွေးချယ်လို့ရပါတယ်ဒီတော့ CPU ဆိုတာဘာလဲ CPU ဆိုတာကတော့ Central Processing Unit ကိုအတိုးခေါ်တာပဲဖြစ်ပါတယ်ကွန်ပျူတာရဲ့အဓိကတွက်ချက်မှုတွေအကုန်လုံးကို CPU ကလုပ်ပေးရတဲ့အတွက် CPU ကွန်ပျူတာရဲ့အုတ်နှောက်လို့တော့ခေါ်လို့ရနိုင်ပါတယ်။ CPU မှာရွေးချယ်စရာနှစ်ခုရှိပါတယ်။တစ်မျိုးကတော့ Intel ရဲ့ i series ဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ AMD ရဲ့ Ryzen series ဖြစ်ပါတယ်။ i3, i5, Ryzen 3, Ryzen 5စတဲ့ CPU နောက်ကနံပါတ်တွေများလေ CPU ကတွက်ချက်မှုတွေကိုပို့ပြီးမြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်တယ်လို့မှတ်ယူလို့ရပါတယ်။နောက်တစ်ခုက RAM ပါ RAM ကိုတော့ကျွန်တော်အလုပ်လုပ်တဲ့ဇပွဲတစ်ခုလိုမြင်အောင်ကြည့်လို့ရပါတယ်။ဒီဇပွဲကကြီးလေကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေကိုဇပွဲပေါ်မှာတင်ထားပြီးတော့လိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့အလွယ်တကူအသုံးပြုနိုင်တယ်ပဲဖြစ်ပါတယ်။ RAM လေးထိုနေ၎င်းပါပဲ RAM size များလေ RAM ထဲမှာလိုအပ်တဲ့ program တွေကိုဖွင့်ထားပြီးတော့လိုအပ်တဲ့အချိန်မှာဖွင့်ပြီးတော့လွယ်ကူအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ storage ပါ storage ဆိုတာကိုကျွန်တော်တို့အသုံးပြုတဲ့ဓာတ်ပုံတွေ video တွေ game တွေ file တွေစတဲ့ဟာတွေကိုသိမ်းမိထားတဲ့ goal drawing တစ်ခုလိုမြင်အောင်ကြည့်လို့ရပါတယ်။ storage size ကြီးလေဒီအရာတွေကိုပုံများများသိမ်းဆည်းပေးနိုင်တယ်လို့ဖြစ်ပါတယ်။တင်သား storage များတဲ့ laptop ဒါမှမဟုတ် desktop တစ်ခုကိုဝယ်ထားမယ်ဆိုရင်ဒီ file ပြည့်လာတဲ့ပြဿနာကိုစိတ်ပူစရာလိုမှာမဟုတ်တော့ပါဘူး။ဒါလောက်ဆိုရင်တော့ကွန်ပျူတာတစ်လုံးကိုအကျဉ်းများဖြင့်ဘယ်အချက်တွေကိုကြည့်ပြီးရွေးရမယ်ဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ knowledge sharing topic တွေနဲ့ပြန်လာခဲ့ဦးမှာမလို့ like and follow တွေလုပ်သားပေးခဲ့ကြပါအောင်။အားလုံးအတွက် KMT